အခန်းကျဲတာဟိုမှာအလွှာနှိမ့်လေးတွေကရှာတဲ့လူတွေအတွက်ဆိုရင်တော့ဒီစမ်းချောင်းမြို့နယ်တွေကဒီအခန်းလေးတစ်ခန်းရောက်မှုရှိတာလေးကိုကျွန်တော်ပြပေးချင်ပါတယ်ဒီအခန်းကစမ်းချောင်းမြို့နယ်အောင်တပြည်လမ်းထဲမှာရှိတဲ့အခန်းမှာအောင်တပြည်လမ်းကလမ်းကျဲတဲ့ကားပတ်ကင်တွေပါလေရက်ဖို့အတွက်လွယ်ကူတဲ့လမ်းလို့ပြောလို့ရပါတယ်ဒီအခန်းကျဲဝန်းကမျက်နှာဝ25ပေရှိတယ်အရှိနောက်ကိုပေ80နီးပါးလောက်ရှိတယ်ဗျအခန်းတော်တော်လေးကျဲတယ်အရှိနောက်လည်းရှည်တယ်အထဲထဲမှာအိတ်ခန်းကမာစတာဘရွန်တစ်ခန်းပါမယ်စင်ငယ်ခန်း3ခန်းပါမယ်ပြင်ကိုဧကန်ကလည်းအကျယ်ကြီးကြံပါသေးတယ်တအိမ်လုံးကိုပါကီးတွေခင်းထားတယ် decoration လည်းအကုန်လုပ်ပြီးသားအဲကွန်လည်း2လုံးလောက်တက်ထားပါသေးတယ်ဗျဒီကောင်ကအရှိနောက်ပြီးတော်တော်ရှိရတဲ့ဝရဏအရှိမတစ်ခုအနောက်မှာတစ်ခုပါတယ်အနောက် vacation တစ်ခုထုတ်မယ်ဆိုတော့နောက်ဝရဏမှာထုတ်လို့ရပါသေးတယ်ဒီအခန်း decoration ကတော့အခုကျွန်တော်ဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲ decoration ကတော့အကုန်အသစ်ပါအတိုက်ကတော့အသစ်ချက်ချက်မဟုတ်ပါဘူး decoration ကတော့အသစ်ပါပြင်ပြီးတဲ့အလူမနေရသေးပါဘူးဒါအိတ်ခမ်းလေးတွေရဲ့ပုံလေးတွေပါအိတ်ခမ်းလေးဆိုလည်းတော်တော်လေးကျယ်တယ်ဗျဖွဲ့ထားတာလေkitchen ထဲမှာဆိုလဲကျွေးပြားခင်းထားမယ်ကျွေးပြားကတ်ထားမယ်အကုန်လုပ်ထားပြီးသားပါဒီတိုက်က BCC ရှိတယ်မြေရှင်ရှိတယ်အရှုပ်ရှင်းအားလုံးခင်းပါတယ်အရှုပ်ရှင်းနေနဲ့ပတ်သက်လို့တော့ကျွန်တော်တို့အာမခံပြီးရောင်းပေးပါတယ်ဒါကတော့ရေချိုးခန်းလေးပါရေချိုးခန်းနဲ့အိမ်သားเนาะတွဲရက်လေးလုပ်ထားတာပေါ့ master ခန်းဆိုတော့ဒီဘက်ကကျတော့ဒါ kitchen ထဲမှာဆို kitchen ခန်းလေးတော်တော်ကြီးကိုကျယ်တယ်ဗျာဒီအခန်းကလေမိသားစုများများနဲ့နေမဲ့လူတွေအတွက်ဆိုရင်တော့တော်တော်လေးအဆင်ပြေတယ်အလွှာလည်းတော်တော်လေးနှိမ့်နေဒီကောင်ကအလွှာရောင်းမဲ့လွှာကျတော့3လွှာပါ3လွှာဒုတိယတက်ပါမြင်းကြီးပထမဒုတိယတက်မှာရှိပါတယ်စမ်းချောင်းမြို့နယ်အောင်တပြည်လမ်းထဲမှာရှိတဲ့အခန်းမှာအောင်တပြည်လမ်းကဒီကျွန်းတော်လမ်းဘက်နီးမယ်ကျွန်တော်တို့မဟာမြိုင်လမ်းဘက်နီးမယ်ပြည်လမ်းကားဂိတ်တွေပါလေထွက်လို့ပြုလို့လွယ်မယ်အခန်းကျင်းက25ပေပေ80ဝန်းကျင်ရှိတယ်အိတ်ခန်းကမာစတာတစ်ခန်းစင်ငယ်4ခန်းနဲ့မိသားစုများကြကြဝန်းနေခြင်းတဲ့လူတွေအတွက်ဆိုအဆင်ပြေတယ်ဒီအခန်းလေးရောက်မှာ3လွှာပါရောက်မဲ့ဈေးကတော့36,100ခေါ်ထားပါတယ်ဈေးနှုန်းကတော့ပိုင်ရှင်နဲ့တိတိဆန်ဆန်ညှိနှိုင်းလို့ရပါသေးတယ်စိတ်ဝင်စားတဲ့လူတွေရှိရင်ကျွန်တော်ဖုန်းဆက်သွယ်ပြီးလိုက်ကြည့်လို့ရပါတယ်စမ်းချောင်းထဲမှာတခြားပေါ့နော်ဈေးလည်းအများကြီးမသုံးဘူးအလွှာမြင့်လေးလိုချင်တယ်ဆိုရင်လည်းကျွန်တော်ရှိမှတခြားရောက်မှုအခန်းတွေရှိပါသေးတယ်ဖုန်းဆက်ပြီးတော့စုံစမ်းလို့ရပါတယ်အခန်းရောက်နေတဲ့ပိုင်ရှင်တွေရှိရင်လည်းကျွန်တော်ဖုန်းဆက်သွယ်ပြီးတော့ရောက်နေတဲ့အခန်းလေးကျွန်တော်တို့လှမ်းအပ်လို့ရပါတယ်အဲကြရင်ကျွန်တော်တို့ခုလိုဗီဒီယိုတည်ရှာလေးလာရိုက်ပေးပြီးတော့ကြော်ညာလေးပြန်တင်ပေးပါမယ်နော်အဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ